好，那老师们来说说看，小时候的意思是什么？ငယ်တုန်းက内容啊，他经常生病。မကြာခဏသူဖျားတယ်နေမကောင်းဖြစ်တယ်好的，我们家看到你们刚撇的，于是因此每天都去跑步锻炼身体。ဒါနဲ့ဒါကြောင့်မလို့သူနေ့တိုင်းပြေးပြီးလေ့ကျင့်ခန်းလုပ်တယ်好的，就那样 baby 要里，顾看要里经常到楼的不？好，那老师们来看一下，于是和因此有什么不一样呢？好，表示这个意思是于是强调 A 先发生，B 后发生。好，用于是的话，用于是的意思就是 A 是先发生的，对吧？B 是后面才发生的，有一个顺序，A 先来，B 后面再来不呢？就是於是ကိုသုံးမယ်ဆိုရင် A 於是 B ဆိုရင် A ကအရင်ဖြစ်ပြီးမှ B ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။好，用因此的话得强调 A 是原因 B 是结果 A ကအကြောင်းအရင် B ကရလဒ်ကိုပြောတာပေါ့နော်။ကြားထဲမှာ因此ဆိုရင် A ကအကြောင်းအရင် B ကရလဒ် A 是原因 B 是结果好，那老师们来读读看，大家都同意寒假去旅行。大家都同意寒假去旅行于是我们开始讨论去哪里旅行的问题好，那老师们来说说看，大家都同意寒假去旅行。寒假吧應該是寒假老師將畢業ပြော下ပါနော်အကုန်လုံးကကျောင်းပိတ်ရက်ခရီးသွားဖို့သဘောတူတယ်於是ဒါနဲ့我们開始討論去哪裡旅行的問題。ငါတို့ကစတင်ပြီးတော့ဆွေးနွေးကြတယ်ဘယ်မှာခရီးသွားရင်ကောင်းမလဲဆိုတဲ့မိခွန်းကိုဆွေးနွေးကြတယ်ဟုတ်တယ်ငါတို့ဘယ်မှာဘယ်ကိုသွားမလဲဆိုတာကိုစတင်ပြီးဆွေးနွေးကြတယ်ပေါ့အဲ့ဆိုရင်အားလုံးသဘောတူမှပဲဆွေးနွေးလို့ရမှာဟုတ်တယ်မလားအဲ့ဆိုရင်သဘောတူတဲ့ A ကအရင်ဖြစ်ပေါ်ပြီးမှသဘောတူချက်ကအရင်ဖြစ်ပေါ်ပြီးမှရွေးရှစ်ပြီးမှနောက်မှဆွေးနွေးရဲဆိုပြီးတော့လာတာပေါ့နော်好，再来看，他3岁跟父亲、母亲一起来到这。他3岁跟父母母亲一起来到这儿就再也没离开过这里因此他对这个地方感情很深对，他3岁跟父亲、母亲一起来到这。သူအသက်3နှစ်မှာသူ့အမေအဖေနဲ့ဒီနေရာကိုလာတယ်好，就再也没离开过这里。ဒီနေရာကိုတစ်ခါမှလည်းမထွက်ခွာဒီနေရာကနေတစ်ခါမှမထွက်ခွာဘူး好的，ဒီနေ့ကနေဘယ်တော့မှမထွက်ခါခဲ့ဘူးတဲ့因此他对这个地方感情很深ဒါကြောင့်မလို့သူဒီနေရာပေါ်မှာရှိသူ့ရဲ့စိတ်ခံစားချက်ကအရင်နဲ့ဆိုင်而且那3年ဟုတ်တယ်是的好那老師ဒီမှာကြတော့ဘာအကြောင်းအရင်းလဲသူက3နှစ်ခရာဒီမှာရောက်လာပြီးတော့မှတစ်ခါမှမထွက်ခဲ့တာအကြောင်းမလို့အဲ့ဒီအကြောင်းတစ်ခါမှမထွက်ခဲ့တာအကြောင်းမလို့သူကဒီနေရာပေါ်မှာအရင်လေးနဲ့တဲ့ခံစားချက်တွေရှိတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘာကြောင့်လေးနဲ့တဲ့ခံစားချက်ရှိရလဲတစ်ခါ3နှစ်ခရာရောက်လာပြီးတစ်ခါမှမထွက်ခဲ့လို့လေးနဲ့တဲ့ခံစားချက်ရှိတာအဲ့လိုပုံစံပေါ့နော်好可以吗可以老师可以的好那